ယုံမင်းနဲ့မိကြောင်းတခါကမြစ်ကဲနာကတစ်ပင်ကြီးတစ်ပင်အောင်မှာဖြက်လက်နဲ့ညံကောင်းတဲ့ယုံလေးတစ်ကောင်နေထိုင်ပါတယ်အဲ့ဒီမြစ်ထဲမှာတော့အရန်ကိုအစားကြီးပြီးတုံးအားတဲ့မိကြောင်းကြီးတစ်ကောင်ရှိတာပေါ့ဒီနေ့မှာမိကြောင်းကြီးကဘိုက်အရန်စာနေတာနဲ့ယုံလေးကိုဖမ်းစားဖို့ကြံစီပါတော့တယ်သူကရေဆက်မှာတစ်တုံးလိုငြိမ်ပြီးအိတ်ချင်အောင်ဆောင်းနေလိုက်တယ်ယုံလေးကရေတောက်ဖို့ကမ်းနားကိုရောက်လာတဲ့အခါထူးဆန်းနေတာကိုသတိပြုမိသွားတယ်ဒီတစ်တုံးကြီးကတကယ်ပဲတစ်တုံးလားဒါမှမဟုတ်မိကြောင်းကြီးလားမသိဘူးတစ်တုံးအစ်စ်ဆိုရင်တော့ရေထဲမှာပေါ်နေရမှာမိကြောင်းဆိုရင်တော့စကားပြောတတ်ရမှာလို့ယုံလေးကအတန်းကျဲနဲ့ပြောလိုက်ပါတယ်အဲ့ဒီအခါဦးကြောင်မိကြောင်းကြီးကယုံလေးကိုတစ်တုံးမဟုတ်ကြောင်းတက်တယ်ပြောချင်တာနဲ့ငါကတစ်တုံးမဟုတ်ဘူးဟဲ့မိကြောင်းကြီးပါလို့ပြောလိုက်မိတာပေါ့ယုံလေးလဲရေမောပြီးဘေးခင်းရကိုထွက်ပြေးသွားပါတော့တယ်နောက်တစ်ချိန်မှာလဲမိကြောင်းကြီးကယုံလေးကိုထပ်ဖမ်းဖို့ကြိုးစားပြန်တယ်ယုံလေးနေ့တိုင်းစားနေကြတဖန်းသီးပင်အောင်မှာတစ်စွက်6တေနဲ့ဖုံးအုပ်ပြီးပုံးနေလိုက်တယ်ယုံလေးရောက်လာတဲ့အခါမြေကြီးကမိုးတက်နေတာကိုမြင်တော့တခုခုမှားနေပြီဆိုတာသိလိုက်တယ်ယုံလေးကထပ်ပြီးညံဆင်းပြန်တယ်ဒီတဖန်းသီးပုံကြီးကထူးဆန်းလိုက်တာပုံမှန်ဆိုရင်လေတိုက်ရင်လှုပ်ရမှာအခုဟာကငြိမ်နေပါလားမိအကြောင်းကြီးကလည်းလေးတိုက်တဲ့ပုံစံမျိုးဖြစ်အောင်တကိုယ်လုံးကိုခါရမ်းပြော့လိုက်တာပေါ့တိတ်လွတ်တီလွင့်စင်းကုန်ပြီးမိအကြောင်းကြီးပေါ်လာတော့တာပါပဲယုံလီကတော့ကျေးဇူးပဲမိအကြောင်းကြီးရေခမားကိုခမားမိအကြောင်းပန်းသိအောင်ခဏလှုပ်ပြနေတာပဲလို့ပြောပြီးလွတ်မြောက်သွားပြန်ပါတယ်သင်္ကန်းစာဒီပုံမြင်လေးကခွန်အားထက်ဉာဏ်ပညာကပိုပြီးအရေးပါကြောင်းနဲ့တတိရှိခြင်းကဘေးရန်ကင်းဝေးစေကြောင်းကိုသင်္ကန်းစာပေးထားတာဖြစ်ပါတယ်